အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုကလစ်လေးမှာတော့ eco-print နဲ့ပတ်သက်ပြီးဝင်ဝင်လေ့လာထားသလောက်သိရှိထားတဲ့အချက်အလက်လေးတွေနဲ့ eco-print ကိုစိတ်ဝင်စားလို့လိုက်လုပ်ချင်တဲ့သူတွေအနေနဲ့သင်တန်းတက်ဆရာမလို့ပဲလိုက်လုပ်ကြည့်လို့ရမယ့်နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် eco-print ဆိုတာကတော့အရွက်အပွင့်နဲ့အခြားသဘာဝပစ္စည်းတွေကိုအသုံးပြုပြီးအထည်ဒါမှမဟုတ်စက္ကူပေါ်မှာအယောင်အစင်းတွေကိုဖန်တီးတဲ့သဘာဝစိုးစိမ်နည်းပညာတစ်မျိုးပဲဖြစ်ပါတယ်။ပြုလုပ်တဲ့ပုံစံတွေကတော့အပင်ထွက်ပစ္စည်းတွေနဲ့အထည်ကိုအတူတူထုတ်ပြီးရင်းနှွေးမှုဖြစ်ပေါင်းခံခြင်းမှာအပင်မှအယောင်အစင်းတွေကိုအထည်သို့ကူးဆက်စေခြင်းပဲဖြစ်ပါတယ်။အသုံးပြုတဲ့နည်းလမ်းတွေနဲ့ပစ္စည်းတွေကပြုလုပ်သူရဲ့ရည်ချယ်ပုံမှာမူတည်ပြီးရလဒ်အမျိုးမျိုးထွက်ပေါ်လာနိုင်ပါတယ်။ eco-print ရဲ့မူလအစဟာဆိုလို့ရှိရင်နှစ်ပေါင်းရာချီကြာအသုံးပြုခဲ့တဲ့သဘာဝစိုးစိမ်နည်းပညာတွေကိုအခြေခံထားပေမဲ့လည်းယခုနှစ်အနည်းငယ်အတွင်းမှာပြန်လည်ဖွံ့ဖြိုးလာတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ eco-print ဆိုတဲ့အခေါ်အဝေါ်ကို Australia နိုင်ငံအခြေစိုက်အနည်းပညာရှင် India Flint မှာ2000ပြည့်နှစ်အစောပိုင်းကစတင်သုံးနှုန်းခဲ့တာပါ။ eco-print ရဲ့အဓိကထူးခြားတဲ့အချက်ကတော့အထူးခြားဆုံးလက္ခဏာကသဘာဝပစ္စည်းတွေကိုအသုံးပြုခြင်းကြောင့်ရရှိတဲ့ပုံစံနဲ့အယောင်တွေဟာတစ်ခုနဲ့တစ်ခုလုံးဝမတူညီတာပဲဖြစ်ပါတယ်။ကိုယ်အသုံးပြုတဲ့အပင်အမျိုးအစားအရွက်နဲ့အပွင့်တို့ပေါ်မှာမူတည်ပြီးတော့အယောင်နဲ့ပုံစံကွဲပြားနိုင်ပါတယ်။ eco-print ကိုပြုလုပ်ခြင်းဖြင့်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သဘာဝအပင်တွေကိုပုံမှုအသေးစိတ်လေ့လာရင်းဖန်တီးနိုင်တဲ့စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုတစ်ခုလည်းဖြစ်ပါတယ်။ eco-print ကိုလုပ်တော့မယ်ဆိုလို့ရှိရင်တော့ပထမဦးဆုံးလိုအပ်တဲ့ပစ္စည်းတွေကိုစုဆောင်းမယ်။ပိတ်စတွေပြင်ဆင်မယ်။ပြီးတော့တဲ့အခါမှာဒီပိတ်စတွေကို modern ပြုလုပ်မယ်။ချုပ်ဆေးအသုံးပြုတာဖြစ်ပါတယ်။ပြီးရင်အရွက်တွေစုဆောင်းမယ်။ပြီးရင်တော့ plastic တွေနဲ့အတူတူထုတ်ပိုးမယ်။ရည်နွေးမှုဖြစ်ပေါင်းခံမယ်။ပြီးရင်ဖြည့်မယ်။နောက်ဆုံးအဆင့်ရေးဆေးမယ်။စတဲ့အချက်တွေပါဝင်ပြီးတော့အဆင့်ဆင့်ပြုလုပ်ရမှာဖြစ်ပါတယ်။ဒီလိုရိုးလို့စင်ကိုတော့ပုံသေးသတ်မှတ်ထားလို့မရပါဘူး။ပြုလုပ်သူရဲ့အသုံးပြုပုံပေါ်မူတည်ပြီးပစ္စည်းရွေးချယ်မှုပေါ်မူတည်ပြီးတော့ရလက်ကွဲပြားနိုင်တာကြောင့်ပါပြုလုပ်ပုံအစဉ်စဉ်ကိုနောက်ထပ်ဗီဒီယိုကလစ်များမှာဆက်လက်မျှဝေပေးသွားပါမယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ရှင်